မင်္ဂလာပါ Covadas Company မှာကြိုဆိုပါရစေဒီနေ့ကျွန်တော်တို့ GPS မှာတင်သွင်းထားတဲ့ Anisoc Magazine SC12 Pro ဆိုင်ရာဝင်းဆက်နဲ့မိတ်ဆက်ပေးချင်ပါတယ်Anisoc SC12 Pro ဆိုင်ရာဝင်းဆက်မှာဆိုရင်ခင်မီ plot design နည်းပညာချင်းထုတ်လုပ်ထားပြီးတပန်းလင်စက်ကြလိုင်း96လိုင်းပါဝင်ပါတယ်စံကြလိုင်းအပြင်တပန်းလင်တနာရီကို3တန်အထိခွဲခြားပေးနိုင်ပါတယ်ဒါအပြင်နောက်ဆုံးပေါ် Hawkeye 4.0 ကင်မရာမျိုးစားကိုအသုံးပြုထားသည့်အတွက်တာမန်ကင်မရာများနဲ့မတူဘဲသေးငယ်တဲ့ဆန်ရွယ်စားအထိပါအတိအကျဖိုင်ယူနိုင်ပါတယ်။ဒါကြောင့် Anisoc SC12 Pro ဆန်ရောင်ရေးဆက်ဟာဆိုရင်တစ်စက္ကန့်ကိုစံသက်သိန်းကျော်အထိတိကျတက်သားစွာဖြင့်ရိုက်ကူးနိုင်ပါတယ်။ AID လန်နင်းနည်းပညာပါဝင်တဲ့အတွက်ဆန်မျိုးစားအယောင်မျိုးစားနဲ့အရွယ်စားတို့ကိုပါအတိအကျခွဲခြားပေးနိုင်ပါတယ်။ဒါအပြင် AI နည်းပညာအကြောင်းထုတ်လုပ်မှုလိုင်းတစ်ခုလုံး၏အရေးသေးကိုအချိန်နဲ့တပြေးညီထိန်းချုပ်စောင့်ကြည့်နိုင်မှာပဲဖြစ်ပါတယ်။ Anisoc SC12 Pro ဟာဆိုရင် Fully AI နည်းပညာကြောင့်လူသားတဦးကဲသို့ဉာဏ်ရည်ရှိပြီးစက်ပိုင်များရဲ့လိုအပ်ချက်များကိုဆောင်ရွက်ပေးနိုင်တဲ့ဆန်ရောင်ရေးဆက်ဖြစ်ပါတယ်။Anisoc SC12 Pro CD မှာဆိုရင်ဆန်ရောင်ခွဲခြားခြင်းအပြင်ကြောက်ခဲ plastic ဖန်စသည့်စွန့်ပစ်များကိုပါတိကျစွာခွဲခြားပေးနိုင်တဲ့အတွက်ဆန်ထုံးလုပ်မှုလုပ်ငန်းများမှာအစားအစာဘေးကင်းလုံခြုံမှုအတွက်အပြည့်အဝအာမခံပေးနိုင်ပါတယ်။ Anisoc SC12 Pro ဆန်ရောင်ရေးဆက်မှာဆိုရင်ခင်မီ AI နည်းပညာနောက်ဆုံးပေါ် Hawkeye 4.0 ကင်မရာများကိုအသုံးပြုထားတဲ့အတွက်တာမန်ဆန်ရောင်ရေးဆက်များထက်ပိုမိုတိကျစွာခွဲထုတ်ပေးနိုင်ပါတယ်။စွန့်ပစ်ဆန်များတဲ့အတွင်းအာဆီဇန်ပါဝင်မှုရာခိုင်နှုန်းနည်းပါးတဲ့အတွက်ဆန်အလွေလင်းဖြစ်မှုကိုလျှော့ချပေးနိုင်ပါတယ်။လူကြီးမင်းတို့စံသက်လုပ်ငန်းအတွက်နည်းပညာမြင့်ဆန်ရောင်ရွေးဆက်ရှာဖွေနေတယ်ဆိုရင်ကျွန်တော်တို့ Covadas Company မှာတင်သွင်းရောင်းချနေတဲ့ Anisoc SC12 Pro ဆန်ရောင်ရွေးဆက်ကိုယုံကြည်စိတ်ချစွာဖြင့်ဝယ်ယူနိုင်ပါကြောင်းတင်ကောင်းပါလိုက်ပါတယ်